ဒီဘလို့ဖုံးမေရေးပေါ်လိုအပ်နေတဲ့ဆိုရင် KB ရလေပြီးတော့ဖုံးမေချီလို့ရတာ DPP လားမသိရသေးဘူးဆိုရင်ဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြပေးမှာဖြစ်တယ်ပေါ့နော်။ရန်တော့ကျွန်တော်တို့ KB တဲ့ကိုလိုက်မယ်ဝင်မြင့်ကျွန်တော်ဒီမှာ .i ရှိရပေါ့နော်။ဖုံးမေဖြစ်နေနေဟာ .a ကိုဝင်မြင့်ကျွန်တော်တို့ဟာဒီကိုဖြစ်ခြင်းတဲ့ပမာဏရွေးလိုက်ပေါ့နော်9000ဆို9000ပေါ့။မညောလို့9000နှိမ့်လိုက်ပြီဆိုရင်ကို KB တဲ့မှာလည်းပတ်သက်မရှိဘူးဆိုရင်အောက်မှာကျွန်တော်ကြိုဖြစ်ဆိုတာရှိတယ်ပေါ့နော်။အဲ့ဒီကြိုဖြစ်မှာညောတို့ဘလောက်သုံးရတယ်ဆိုရင်ကျွန်တော် KB ကောက်ကတော့3000ရတယ်ပေါ့နော်တစ်ခေါက်နဲ့တစ်ခေါက်တော့မတူဘူးပေါ့နော်တချို့ကောက်တယ်ဆိုရင်ကြတော့ကျော်တို့ဒီငါ6000ရတာရှိရငွေဖြစ်ရင်ခေတ်တော့ပေါ့နော်တချို့ကြတယ်2000မရတာရှိရဒါပေမဲ့သူကဒီကျော်တို့အတူပုံစံမျိုးတော့ပေးရတာပေါ့နော်ကျော်တို့9000သုံးမယ်ဆိုရင်ကျော်တို့ KB ရဲ့ကိုပတ်သက်ပြန်ထည့်ပြီးဆိုရင်သူကအတူအနေနဲ့300လို့ပေးရတယ်ပေါ့နော်ဒါတော့အရေးပေါ်လိုအပ်တယ်ဆိုရင်ကျော်တို့ကျိုဖြစ်အနေနဲ့သုံးလို့ရတယ်ဆိုတာလေးကိုမျှဝေပေးတာဖြစ်ပါတယ်ပေါ့နော်တချို့ကြတော့ဒီစင်ကမှာတော့ချီလို့ရပြီမယ်စင်ကမှာလည်း900တုံးမို့800ချီပြီးသားဆိုရင်အရေးပေါ်လိုအပ်နေတဲ့အချိန်မှာထက်ချီမရအောင်ဆိုရင်ဒီ KB ရလေပြီးတော့လေကျွန်တော်ကျိုဖြစ်အနေနဲ့ချီလို့ရတယ်သုံးလို့ရတယ်ဆိုတာလေးကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာ